မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာဂေဇက်သတင်းဌာနကကျွန်တော်နိုင်ဆိုအောင်ပါအကြမ်းဖက်အဖွဲ့တွေယာယီစိုးမိုးထားတဲ့ထက်တလန်မြို့နယ်ပတ်ဝန်းကျင်ဒေသတဝိုက်ကိုတပ်မတော်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့သတင်းဖြစ်ပါတယ်မနေ့ကဇူလိုင်16ရက်ညနေပိုင်းမှာအကြမ်းဖက်အဖွဲ့တွေယာယီစိုးမိုးထားတဲ့ချင်းပြည်နယ်အတွင်းကထက်တလန်မြို့နယ်နဲ့ပတ်ဝန်းကျင်ဒေသတဝိုက်ကိုတပ်မတော်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်အကြမ်းဖက်အဖွဲ့တွေကထက်တလန်မြို့ကို2023ခုနှစ်ဖေဖော်ဝါရီလမှာပထမအကြိမ်ယာယီစိုးမိုးထားပြီးအဲ့ဒီနှစ်အောက်တိုဘာ29ရက်နေ့မှာပဲတပ်မတော်ကပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်အကြမ်းဖက်အဖွဲ့တွေကထက်တလန်မြို့ကိုပြန်လည်ရရှိနိုင်မှု2024ခုနှစ်ဇူလိုင်22ရက်နေ့မှာအင်အားအလုံးရင်းနဲ့တိုက်ခိုက်လာတဲ့အတွက်တပ်မတော်ကယာယီစွန့်ခွာခဲ့ပြီးယခုအခါဒုတိယကြိမ်တပ်မတော်ကထက်တလန်မြို့ကိုပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်အဖွဲ့တွေကထက်တလန်မြို့နယ်ပတ်ဝန်းကျင်ဒေသတွေကိုယာယီစိုးမိုးထားစဉ်အတွင်းမှာဘာသာရေးအဆောက်အုံတွေဌာနဆိုင်ရာရုံးတွေကျောင်းတွေကိုမိုင်းထောင်ဖောက်ခွဲတာတွေပြုလုပ်ပြီးဒေသခံပြည်သူတွေရဲ့နေအိမ်တွေအတွင်းမှာလည်းပစ်ကျင်းတွေတူးဘန်ကာတွေဆောက်လုပ်ကအခိုင်အမာခံစစ်ဆင်ပြီးတော့အဖျက်မောက်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။တပ်မတော်စစ်ကြောင်းတွေကထက်တလန်မြို့နယ်ရှိယာယီစွန့်လွတ်ခဲ့ရတဲ့နေရာဒေသတွေကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်စုဖွဲ့မှုတွေကိုဆောင်ရွက်ခဲ့ပါတယ်။ရင်းနောက်ဇွန်လ12ရက်နေ့မှာတော့အကြမ်းဖက်သမားတွေကိုပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီးဇွန်လ13ရက်နေ့မှာထက်တလန်မြို့ရှိမြို့နယ်ရဲစခန်းနဲ့ဇွန်လ19ရက်နေ့မှာတော့အမှတ်3အခြေခံပညာမူလာတန်းကျောင်းတွေကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါအပြင်ဇူလိုင်လ9ရက်နေ့မှာအမှတ်1အခြေခံပညာအထက်တန်းကျောင်းနဲ့ဇူလိုင်လ10ရက်နေ့မှာပြည်သူ့ဆေးရုံဇူလိုင်12ရက်နေ့မှာတော့မြို့နယ်မိသက်ရုံတွေကိုသိမ်းပိုက်ခဲ့ပြီးဇူလိုင်လ15ရက်နေ့ညနေပိုင်းမှာတော့ဟိုတယ်စုံနေရာတွေကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ထက်တလန်မြို့နယ်ပတ်ဝန်းကျင်ဒေသတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့စဉ်အတွင်းမှာတပ်မတော်စစ်ကြောင်းတွေနဲ့အကြမ်းဖက်အဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတပ်မတော်စစ်ကြောင်းတွေရဲ့ပစ်ခတ်မှုကြောင့်အကြမ်းဖက်သမားတွေအများပြားသေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများပြားရှိခဲ့ပါတယ်။ဒါအပြင်၎င်းတို့ထံကလက်နက်ခဲယမ်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုလည်းတပ်မတော်ကသိမ်းပိုက်ရရှိခဲ့ပါတယ်။တပ်မတော်ကချင်းပြည်နယ်တိုက်ပွဲတွေအတွင်းအခုနှစ်မေလ19ရက်နေ့မှာတွန်းဆန်မြို့နယ်ဧပြီလ25ရက်နေ့မှာတော့ဖလန်းမြို့တို့ကိုသိမ်းပိုက်ရရှိခဲ့ပြီး၎င်းတို့တိုက်ပွဲမှာလည်းအကြမ်းဖက်သမားတွေအများပြားသေဆုံးခဲ့တယ်လို့၎င်းတို့ထံကလက်နက်ခဲယမ်းပစ္စည်းတွေကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။ပြည်သူတွေကလည်းအကြမ်းဖက်အဖွဲ့တွေကိုယွန်ရှာမုန်းတီးလာခဲ့ကြပြီးအကြမ်းဖက်သမားတွေလှုပ်ရှားသွားလာနေတဲ့သတင်းတွေအကြမ်းဖက်အဖွဲ့တွေစစ်စခန်းချနေထိုင်တဲ့နေရာတွေကိုတပ်မတော်ထံသတင်းပေးပို့ခဲ့ကြတာဖြစ်ပါတယ်။တပ်မတော်ကထက်တလန်မြို့နယ်ဒေသတဝိုက်တိုက်ပွဲတွေကြောင့်ယာယီနေရစွန့်ခွာခဲ့ကြတဲ့ဒေသခံပြည်သူတွေကို၎င်းတို့နေရာဒေသတွေစီပြန်လည်ဝင်ရောက်အခြေချနေထိုင်နိုင်မှုအတွက်ကူညီဆောင်ရွက်ပေးနေပါတယ်။ဒါအပြင်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးပြီးအကြမ်းဖက်သမားတွေကြောင့်ပျက်စီးခဲ့ရတဲ့အခြေခံအဆောက်အအုံတွေဒေသခံပြည်သူတွေရဲ့ပညာရေးကျန်းမာရေးစတဲ့လူမှုစီးပွားဘဝတွေမြင့်မားစေရေးအတွက်လိုအပ်တဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာခေတ်ဆက်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။